တနေ့မှာတော့ကောင်လေးဟာတနေကုန်မြေပဲသုံးစိတ်သာစားထားရတာကြောင့်အတန်းထဲမှာရုတ်တရက်မေးလဲသွားခဲ့ပါတယ်။သူ့မိသားစုကအလွန်ဆင်းရဲပြီးရေရှည်ငတ်မှုတန်ကြောင့်သူဟာပြင်းထန်တဲ့သွေးအားနည်းရောဂါကိုခံစားနေရတာပါ။ဆရာဖြစ်သူကထိတ်လန့်သွားပြီးသူ့ကိုဆေးရုံကိုအမြန်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲသူ့ဖခင်ရောက်လာတဲ့အခါမှာတော့ဆေးကုသခွင့်မပေးဘဲအတွင်းထားတဲ့ဆေးပလင်းအပ်ကိုအတင်းဆွဲဖြုတ်ကဆေးဖို့လည်းမပေးဘဲကောင်လေးကိုပြန်ခေါ်သွားပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာလည်းကောင်လေးကိုစောင့်ကြိုနေတာကဂရုစိုက်မှုတွေမဟုတ်ပဲပင်ပန်းလာတဲ့အိမ်လုပ်တွေသာဖြစ်ပါတယ်။အလုပ်လုပ်တာနည်းနည်းလေးနှေးကွေးတာနဲ့သူ့ဖခင်ကဆဲဆူချိန်မောက်တတ်ပါတယ်။ကောင်လေးဟာဖခင်မြတ်တာဆိုတာဘာလဲဆိုတာတခါမှမသိခဲ့ရပါဘူး။တနေ့မှာတော့သူ့ဖခင်ကအိမ်ကိုထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ခေါ်လာတာကိုကောင်လေးမြင်လိုက်ရပါတယ်။သူ့အမေဆုံးပါသွားတာမကြသေးပေမဲ့ဖခင်ဖြစ်သူကတော့ဇနီးအသေးရဖို့အတွက်မစောင့်နိုင်ဖြစ်နေတာပါ။ကောင်လေးကမကျေနပ်ပေမဲ့လည်းယဉ်ကျေးစွာနဲ့ပဲထိုမျိုးသမီးကိုလက်ဖက်ရည်တစ်ခွက်ဧည့်ခံပေးခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲထိုမျိုးသမီးကပြဿနာရှာချင်တာကြောင့်လက်ဖက်ရည်အပူလောင်ခြင်းအောင်ဟန်ဆောင်ပြီးလှုပ်ကြံဖန်တီးပါတော့တယ်။ဖခင်ဖြစ်သူကဒေါသထွက်ပြီးကောင်လေးကိုပြင်းပြင်းထန်ထန်စူပူပါတော့တယ်။ဖခင်ကသူ့ကိုဘယ်တော့မှယုံကြည်မှာမဟုတ်မှန်းသိတာကြောင့်ကောင်လေးဟာဘာမှပြန်မပြောခဲ့ပါဘူး။ပိုဆိုးတာကညစာစားချိန်မှာဖခင်ဖြစ်သူကထိုမျိုးသမီးကိုမေလို့ခေါ်ဖို့ကောင်လေးကိုအတင်းကျပ်ခိုင်းစေခဲ့ပါတယ်။ကောင်လေးကလက်မခံနိုင်တာကြောင့်အကြောင်းပြချက်တစ်ခုပေးပြီးထွက်သွားခဲ့ပါတယ်။တနေ့မှာတော့ကောင်လေးကစားလုံးနေရင်မိထွေးရဲ့သမီးလေးကစပွဲပေါ်တက်ဖို့လုပ်နေတာကိုသတိမထားမိလိုက်ပါဘူး။ရုတ်တရက်အတန်ကျေကြီးကြလိုက်ရပြီးထိုမျိုးသမီးကချက်ချင်းပြေးလာပါတယ်။သူမကအကြောင်းပြချက်မရှိဘဲညီမဖြစ်သူကိုမကြည့်ရကောင်းလားဆိုပြီးကောင်လေးကိုအဖြစ်ပုံချပါတော့တယ်။ကောင်လေးကလည်းသူဟာဒီအိမ်ရဲ့ကလေးထိန်းလားလို့တုံ့လောက်စွာနဲ့ပြန်မေးမိပါတယ်။ထိုမျိုးသမီးကဒေါသတကြီးနဲ့ဖခင်ဖြစ်သူကိုတွားတိုင်ပါတော့တယ်။အိမ်ပြန်ရောက်လာတဲ့ဖခင်ကလည်းအမျိုးသမီးရဲ့စကားကိုပဲယုံပြီးဘာမှရှင်းပြခွင့်မပေးဘဲကောင်လေးကိုအော်ဟစ်ဆဲဆိုတဲ့အပြင်အိမ်ပေါ်ကပါနှင်ချမယ်လို့ချိန်ချောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနှစ်ပေါင်းများစွာစုပြုံနေခဲ့တဲ့ကောင်လေးရဲ့နာကျင်မှုတွေဟာပောက်ကွဲထွက်သွားပြီးသူဟာဒေါသတကြီးနဲ့အိမ်ကနေဆင်းသွားပါတော့တယ်။အဲ့ဒီညမှာဖခင်ဖြစ်သူကအိမ်နီးနားချင်းတွေစီလိုက်မေးပေမဲ့ဘယ်သူမှမသိကြပါဘူး။နောက်ဆုံးမှာတော့ဦးလေးဖြစ်သူကကောင်လေးကိုကံပေါင်းပေးမှရှာတွေ့သွားခဲ့ပါတယ်။ကောင်လေးရဲ့ကြုံတွေ့ခဲ့ရသမျှကိုသိသွားပြီးတဲ့နောက်ဦးလေးနဲ့အတော်ဖြစ်သူတို့ကသူ့ကိုချက်ချင်းပဲတာအရင်လိုမွေးစားလိုက်ကြပါတယ်။ဒါဟာကောင်လေးအတွက်ပထမဆုံးအကြိမ်ဝဝလင်းစားခဲ့ရတဲ့ထမင်းတနက်ပါပဲ။သူတို့ဇနီးမောင်နှံကိုကျေးဇူးဆက်ဖို့နဲ့သူ့အပေါ်ရက်ဆက်ခဲ့တဲ့ဖခင်ဖြစ်သူကိုနောက်တရားစေဖို့အတွက်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်လို့ကောင်လေးကစိတ်ထဲမှာတိတ်တဆိတ်သစ္စာဆိုလိုက်ပါတော့တယ်